ယနေ့ခေတ်ထိထိန်းသိမ်းထားတဲ့တရုတ်နိုင်ငံကကြေးနီမင်္ဂလာဆောင်ဖိတ်စာတမ်းပြပါမြန်မာပရိသတ်ကြီးမင်္ဂလာဆောင်ဖိတ်စာဆိုတာပွဲပြီးရင်လွှင့်ပြလိုက်ကြတာများပေမဲ့တရုတ်နိုင်ငံကအချို့သောချမ်းသာကြွယ်ဝတဲ့မိသားစုတွေနဲ့ရိုးရာကိုတန်ဖိုးထားတဲ့သူတွေကြောင်းမှာတော့ Corporate Wedding Invitation လို့ခေါ်တဲ့ကြေးနီဖိတ်စာတွေဟာအစင်တန်းတစ်ခုအနေနဲ့ရေပန်းစားနေစေဖြစ်ပါတယ်ဒါဟာတာမန်စက်ကူပေါ်မှာစာရိုက်ထားတာမဟုတ်ဘဲနဲ့အလွန်ပါလွှာတဲ့ကြေးနီချက်ပြားလေးတွေပေါ်မှာမင်္ဂလာမောင်နှံရဲ့အမည်နဲ့အချက်လက်တွေကိုလေးစားနဲ့အနုစိတ်ထွင်းထုထားတာဖြစ်ပါတယ်ဟိုးရှိခေတ်တုန်းကဆိုရင်ဒီလေးစားမပေါ်ခင်တုန်းကလက်မှုပစ္စည်းစစ်စစ်အနေနဲ့ဒီလိုမျိုးကြေးဖိတ်စာတွေကိုပြုလုပ်ကြတာပါဒီဖိတ်စာတွေဟာရာစုနှစ်ပေါင်းများစွာကြာအောင်သိမ်းဆည်းထားနိုင်ပြီးအယောင်လည်းမပြောင်းမဆွေးမမြေပဲအမတ်တရပစ္စည်းတစ်ခုအဖြစ်အိမ်မှာအမြဲတမ်းအလှပြနိုင်ပါတယ်ဒီကြေးနီဖိတ်စာတွေကိုဖန်တီးရတာကလက်လဲဝင်တယ်လို့အမှုပညာလဲစမ်းပါတယ်တရုတ်ယဉ်ကျေးမှုမှာတော့အဲ့ဒီလိုမျိုးကြေးနီဖိတ်စာကိုအသုံးပြုခြင်းဟာဇနီးမောင်နှံနှစ်ဦးရဲ့တစ္ဆာတရားနဲ့မေတ္တာတရားကိုကိုးစားပြုတယ်လို့ထာဝရခိုင်မြဲပါစေဆိုတဲ့အဓိပ္ပာယ်ကိုဖော်ဆောင်ပါတယ်ဒါကြောင့်မလို့ဒီဖိတ်စာကဖိတ်စာတစ်ခုထက်အများကြီးပိုတဲ့အဓိပ္ပာယ်ရှိတဲ့အရာပါ